ရှေ့လေပိုင်းဒေသမှာအစ္စရေးနိုင်ငံဝိုင်းတိုက်ခံတဲ့ခါကျတော့ဟာချီဆောင်ချင်းရောက်တော့မယ်ဆိုပြီးတော့အစ္စရေးနိုင်ငံရဲ့လောက်ရတွေကြည့်ပြီးတော့ဗျာဒိတ်ဆရာတွေအပြောများလာပါတယ်ဖြစ်လည်းဖြစ်နိုင်ပါတယ်သို့တော့ချီဆောင်ချင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဘယ်လိုအစဉ်အသစ်နေရမလဲဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပါပဲယေရှုကိုဖခင်ဖြစ်ကောင်းယေရှုကိုကိုယ့်ကိုယ်ကယ်တင်တဲ့အရှင်သခင်ဖြစ်ကောင်းမှယုံကြည်သူသားလည်းပါသွားမှာပါအဲ့တော့ချီဆောင်ခြင်းကတစ်သက်လေး3ကနေ7တိဖတ်ခြင်းသိပါမယ်သခင်ဖျားကြီးကြွေးကြော်ခြင်းကောင်းကင်ဓမ္မမြတ်အသံပေးခြင်းတဘိုးမှုတ်ခြင်းပြုမယ်အဲ့ဒီချိန်မှာသခင်ယေရှုကြွလာဘုတ်တိန်နေပြီးတော့ကျွန်တော်တို့ပါသခင်ဖျားနဲ့အတူရောက်ရှိဖို့ကျွန်တော်တို့ကိုချီဆောင်သွားမယ်အသင်းတော်ကိုချီဆောင်တယ်ဆိုယုံကြည်သူတွေပါသွားမှာပေါ့ဒါဗျာဒိတ်၄တက်မှာလည်းပြောတာတယ်ကောင်းကင်တကားဖွင့်ထားလက်ရှိတဲ့ရှေးဥစွာကြားသောတာမှုကဤရသို့တက်လောဆိုပြီးတော့သခင်ဖျားကြွေးကြော်သောအသံဖြစ်ပါတယ်ဒါချီဆောင်ခြင်းကိုကျွန်တော်သိရမယ့်ကိစ္စပါအဲ့တော့ကျွန်တော်ချီဆောင်ခြင်းဖြစ်တော်မယ်ဆိုပြီးတော့နော်ဗျာဒိတ်ဆရာတွေအသင်းတော်ခေါင်းဆောင်တွေအယူသီးဆရာတွေကသူတို့ကဆုတောင်းနေကြအောင်အသင်းတော်မှာဆုကြပါဆိုရင်အဲ့ဒါမျိုးကိုကျမ်းစာမှာမဖော်ပြထားဘူးသူတို့ကတကယ်ချီဆောင်ခြင်းဖြစ်မလာလို့ရှက်ရပြီးတော့လူတွေတတ်ခဲ့တာလည်းများခဲ့ပါပြီဒါကြောင့်အဲ့လိုမျိုးစုပေါင်းစုတောင်းနေခြင်းမလုပ်ပါနဲ့ကျွန်တော်ကချီဆောင်ခြင်းကိုကျွန်တော်စိတ်ထဲမှာအရန်သစ်ပြင်ဆင်ထားမှာဒါပါပဲ